မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော်ဧကကနိဗ္ဗတ်တေကနံပါတ်139ဥပဒောပဒဆက်တော်ကြောင့်ဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့9မိတိထင်မှာကကိုယုံထား၍ရေတွင်ငုတ်တစ်ဖြစ်မစ်စစ်နှစ်ဖက်ပြည့်၍ပစိုးပါခိုးခံရသောတန်ဃာတဲ့အကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဝိလူဝန်ကျောင်း၌တရင်သုံးတော်မူစဉ်ယဟန်တို့သည်တရားသဖြင့်ဝဲငါရှင်တို့အစွန်းနှစ်ဖက်မှပြောင်ပြောင်တောက်၍အလေတွင်မစင်လူလျက်သုတ်တန်၌ပြစ်ထားတော်ထင်သည်တောနှင့်ရွာနှမျိုးလုံး၌သင်ကိစ္စကိုမပြီးစေနိုင်တကယ်တော့ဒေဝဒတ်သည်သာသနာတော်၌ယဟန်ပြုလျက်ယဟန်ကိစ္စကိုလည်းမပြီးစေနိုင်လူစည်းစိမ်မှလည်းဆုပ်ယုပ်၏ဤတို့အကျိုးနှစ်ပါးစုံမှဆုံးရှုံး၏ဟုစကားကိုဖြစ်စေကြကုန်၏ထိုအခါမြတ်စွာဘုရားကြွလာတော်မူ၍ယဟန်တို့အားမေးတော်မူရာထိုအကြောင်းကိုလျှောက်ထားကြလျင်ယဟန်တို့ဒေဝဒတ်သည်ယခုအခါ၌တာလျင်အကျိုးနှစ်ပါးစုံမှဆုံးရှုံးသည်မဟုတ်ရှေးအခါ၌လည်းဆုံးရှုံးခဲ့ဘူးပြီဟုမိန့်တော်မူကာအောက်ပါအသေးစိတ်ကိုစောင့်တော်မူသည်လွန်လေပြီးသောအခါဗာရဏတိပြည်ဝဲဗျမဒတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းသည်ရုပ်ဆိုးနှင့်ဖြစ်လေ၏တန်ဃာရွာတစ်ခု၌လည်းတန်ဃာတို့သည်နေကြကုန်၏ထိုအခါတန်ဃာတယောက်သည်တန်းငယ်ကိုခေါ်ကာငါများချိတ်ကိုယူ၍အင်းအိမ်တစ်ခုတွင်ငါးမြားလေ၏ငါများချိတ်သည်ရေအောက်ရှိတင်းငုတ်တွင်ညှိလေ၏တန်ဃာသည်ငါများချိတ်ကိုဆွဲရာမရသဖြင့်ငါးကြီးကိုမိသည်ဖြစ်လိမ့်မည်တန်းငယ်ကိုသူ့မိထံလွှတ်၍အိမ်နီးချင်းတို့နှင့်ခိုက်ရန်ဖြစ်စေမည်တို့မှငါအစုကိုမတောင်းလာပဲရှိမည်ဟုကြံစီပြီးလျင်တန်းငယ်အားချစ်တာတင်းမိထံသွားချေငါးကြီးတကောင်မိနေသည်ငါအစုမပေးရအောင်အိမ်နီးချင်းတို့နှင့်ခိုက်ရန်ဖြစ်တာနှင့်ဟုအပြောခိုင်းလေ၏တန်ငါလည်းငါများချိတ်ကိုအတင်းဆွဲလျင်ကျုပ်ပြက်ပြီးဆိုးသည်ဖြင့်အပေါ်ပစိုးကိုကမ်းပေါ်၌ထားကာရေတို့ဆင်းလျက်ငါကိုတမက်လိုချင်သောလောဘဖြင့်လက်ဖြင့်စမ်းနေရှိသောတင်းငုတ်ဖြင့်ထိုးမြ၍မြစ်စစ်နှလုံးတို့သည်ပေါက်ကုန်၏တန်ငါသည်အလွန်နာကျင်လှသည်ဖြင့်မြစ်စစ်တို့ကိုလက်ဝါးဖြင့်ပိတ်ကာဂုံးပေါ်တို့တက်၍တုံတုံရင်ပစိုးကိုရှာလေ၏အိမ်ကမရလဲတားငယ်လာ၍ပြောသည်ဖြင့်အเจ้าကိုကြားလျင်ငါစုမပေးရအောင်ခိုင်းရင်ဖြစ်မည်ဟုနားတစ်ဖက်တွင်ထမ်းရွက်လက်နှတောင်းကိုဝတ်ဆင်လျက်မြစ်စစ်တစ်ဖက်တွင်အိုမဲကွက်၍ခွေးငယ်ကိုရင်မာပိုက်ပြီးလျင်အိမ်နီးချင်းတို့အိမ်တို့တွားလေ၏ထိုအခါအဆွေခင်မွန်းဖြစ်သောမိန်းမတစ်ယောက်သည်ရန်တွေ့ရန်လာသောတန်ဃာမယားကိုမြင်လျင်ဟဲကောင်မနင်ကနားတစ်ဖက်တွင်ထမ်းရွက်လိမ့်နှတောင်းကိုဝတ်ဆင်လျက်မြစ်စစ်တစ်ဖက်တွင်လည်းအိုမဲကွက်၍ခွေးငယ်ကိုရင်မာပိုက်ပြီးလျင်တိမ်တဲ့တိမ်စင်တွားနေသည်နင်ယူနေတယ်လို့ဟုဆိုလေ၏တန်ဃာတဲ့ဤမယားကငါမယူဘူးနင်ကငါ့ကိုအကြောင်းမဲ့ဆဲရည်သည်ရေရွတ်သည်ယခုနှင့်ကိုရွာသားမင်းထံတိုင်၍ရှေ့အတပြားလျော်စေမည်ဟုရင်းခုံခိုက်ရန်ဖြစ်ကရွာသားမင်းထံတွားကြလေ၏ရွာသားမင်းသည်ထိုမိန်းမနှစ်ယောက်တို့ရင်းခုံခိုက်ရန်ဖြစ်ရခြင်းအကြောင်းစုံကိုစစ်စစ်မေးမြန်းသောအခါတန်ဃာရဲ့မယား၌အပြစ်ရှိသည်ဟုဆုံးဖြတ်၍ရှေ့အတပြားလျော်စေဟုတံငွေရိုက်လေ၏လူကိုလည်းနှောင်ဖွဲ၍ပုတ်ခတ်ရိုက်နှံ့ရန်စီမံကြလေ၏ထိုအခါယက္ခဆိုးနှင့်သည်ရွာ၌တန်ဃာရဲ့မယားအဖြစ်ပြက်ကို၎င်းတော၌တန်ဃာရဲ့အဖြစ်ပြက်ကို၎င်းတည်၍တစ်ပင်ကွာတွင်ရက်ကတန်ဃာရဲ့အားအိုယောက်ျားတင့်မှာမြစ်စစ်နှလုံးလည်းပောက်ကွဲခဲ့ပြီးပစိုးလည်းပျောက်ခဲ့ပြီးအိမ်တွင်မယားလည်းခိုက်ရန်ဖြစ်၍ဒဏ်ရိုက်ခံရပြီးတို့အတွက်တင့်မှာရေကုံနှစ်ပါးစုံမှပျက်စီးဆုံးရှုံးရလေပြီဟုအလုံးစုံပြောကြားလေ၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပံနတန်သောဝတ္ထုတို့ကိုနုတန်နေဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါတန်ဃာသည်ယခုအခါဒေဝဒတ်ယကုဆိုးနတ်သည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ဥပဒောပဒဆက်တော်ဤတွင်ပြီး၏အခုလိုဖတ်ပြခွင့်ရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ